ကျွေးဦးမြင့်တဲ့ငရဲဝေမျိုးတွေမှာမြို့နယ်စုခေါင်းဆောင်ရောင်မင်းရဲ့စိတ်ဝိညာဉ်ကိုတစိတ်ကတ်ခြင်းအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်က PGTA ရဲ့အပိုင်း186ကို review ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစတင်ခင်မှာကျွန်တော်ကအခုမှစပြီးစူးစမ်းနေရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ page လေးမှာ follower ကမရှိပါဘူးဒါကြောင့်အခုကြည့်နေတဲ့သူတွေကကျွန်တော်ကိုကူညီသွားဖြစ် page ကို follow လေးလုပ်တာပဲပေါ့တောင်းဆိုပါရစေကျေးဇူးပါဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဒီဘက်မှာ short ရန် silent sorry ရှက်နဲ့ချင်းလင်တို့ကကျွေးကိုမင်းနဲ့မွေမျိုးနဲ့ပိုင်းရက်တွေကိုတွားနေရနဲ့စတင်ထားပါတယ်သူတို့ရဲ့အဖွဲ့ကိုချင်းလင်ကဥဆောင်ထားပြီးတော့သူရဲ့ပန်းသုံးဝင်းမြက်လုံးကတားရုပ်တွေပေါ်မှာအာယုံခံနိုင်စွာကောင်းတာကြောင့်လန်ခီယာရန်ကုန်မှာတတရရှိနေပါတယ်နောက်ပြီးဒီနေရာရဲ့အကြောင်းကိုချင်းလင်ကအတော်တင်းသိပါတယ်လမ်းမှာသူတို့ကငွေသားရဲ့နန်းဆောင်တစ်ခုကိုတွေ့ရပြီးတော့ချင်းလင်ကသူတို့မျိုးတွေကလည်းဒီသားရဲ့နေမြေတွေကထွက်လာတာဖြစ်မယ်လို့ကောက်ချက်ချလိုက်ပါတယ်သူတွေးထားတယ်လို့တကယ်လဲဟုတ်ပါတယ်ဒီနေရာမှာသူကကံကောင်းမှုကြီးတစ်ခုကိုရမှာပဲဖြစ်ပါတယ်သူကအရှိအောင်ကလန်ကလူတွေကလန်တက်တူကိုတုံးပြီးစမ်းနေတိုးလာကအဆင့်ကျော်တိုက်ခိုက်နိုင်တဲ့စွမ်းရည်မျိုးကိုဒီနေရာမှာရရှိမှာပဲဖြစ်ပါတယ်ဒါကိုတော့အသိမကြခင်အားလုံးကသိရမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ဒီလိုနဲ့သူတို့ကကျွေးမနာမြေရဲ့အနက်ဆိုင်ဆုံးနေရာကိုရောက်ရှိသွားခဲ့ကြပါတယ်ဒီအနက်ဆိုင်ဆုံးနေရာကရင်းတက်ရန်ကုန်မှာပြင်းထန်ကြောင်းအလွန်ကမှအေးခဲ့ပါတယ်ဒါကြောင့်ဒီနေရာကိုကျွေးမြင့်တဲ့ငင်းဝင်မျိုးနယ်ရဲ့အဆောက်တွေကလာလျက်ရှိပြီးတော့အခြားသူတွေဆိုနားတော်မှာမကတ်ကြပါဘူးမသိရင်ဒီနေရာကသူတို့ရဲ့တာမစ်နယ်မြေလို့ဖြစ်နေပါတကယ်လို့ထူးခြားတဲ့အခြေအနေကြောက်တာမဟုတ်ရင်ကျွေးမျိုးနယ်ကဒီကိုလာတော့မလာကြပါဘူးဒီလိုနဲ့ရှောင်းရင်ကမြောက်ဆန်းချောင်းတွေကိုမစင်ခင်ပူထွက်လာမှချန်လင်ကိုမြောက်ဆန်းချောင်းနဲ့စီမီကြည့်ရန်ဖို့နဲ့ကိုကူဆိုင်ကြဖို့အားလုံးကိုမှာကြပြီးတော့ဆန်းချောင်းတွေကိုကောင်းကင်ပြီးတော့ရဲ့အကာအကွယ်နဲ့ဆင်းသွားပါတော့တယ်ထင်ထားတဲ့အတိုင်းပဲဆန်းချောင်းထဲမှာအရန်ကိုမှအေးဆက်နေပြီးတော့လောက်တော်မှာအေးလဲဆိုရင်ရှောင်းရင်ကောင်းကင်ပြီးတော့အကာအကွယ်တော့မခံနိုင်ပါဘူးရှောင်းရင်ကအောက်ကိုရောက်လေအေးတက်ကပို့ပြီးတော့ပြင်းလေပဲဖြစ်ပါတယ်ဒါကြောင့်သူကတိုက်ခိုက်ရေးစွမ်းရည်တွေကိုအစွမ်းကိုထုတ်ပြီးတော့အေးတက်ကိုခုခံကအောက်ကိုမမြင်လေးဆင်းခဲ့ပါတယ်လမ်းမှာရာနဲ့ချီတဲ့မွေးကောင်းသေးအုပ်တွေနဲ့တွေ့လို့ခဏပတ်ပြေးကချောင်းတနေရာမှာသူတို့ကိုအကာအကွယ်တစ်ခုလုပ်ပြီးတော့ပိတ်ခဲ့ရပါသေးတယ်အပြင်မှာလင်းကလည်းတကယ်လို့ဒီစမ်းရောင်းရည်တာငါ့ကိုအတင်ပြောင်းအောင်ကူညီပေးပြီးတော့ကိုရောင်ကျဲထွန်းထမ်းမှန်ဖြစ်အောင်ကူညီပေးနိုင်ရင်ဆိုတဲ့စိတ်နဲ့အစမ်းရည်ကိုလက်နဲ့ထိလိုက်တဲ့ခဏမှာပဲသူ့ရဲ့လက်သေးကရေခဲဖြစ်သွားပါတယ်သူဒီလိုဖြစ်သွားတော့မှရှောင်းရံထဲကိုဝင်သွားတာလေကူမီလီချောင်းနဲ့ကြီးမားတဲ့အန်ဒီရဲ့ချောင်းမှာစွန့်စားနေရတဲ့ပေးချောင်းနားလေသွားခဲ့ပါတယ်ရှောင်းရံဒီလိုစူးစမ်းနေမှာတော့ငါလည်းနောက်ကျချက်နေခဲလို့မရဘူးသူ့ရဲ့တင့်ကြံမှုအဆင့်ထက်စိတ်ကြိုရောက်နေရမယ်ဆိုပြီးတော့စိတ်တွေကနေကျုံဝန်းနေပါတယ်ဒီအချိန်မှာပဲအဆောက်တွေကသူတို့၃ယောက်ရှိနေတာကိုသတိထားမိသွားပြီးတော့အဆောက်တွေနဲ့တက်ခဲကြပါတော့တယ်တစ်ဖက်မှာလည်းရှောင်းရံကရှိုးအိုင်ရောက်လင်းနေတဲ့ဘူတပေါက်ကိုတွေ့သွားပြီးတော့အထဲကိုဝင်သွားပါတယ်အထဲမှာနောက်ထပ်နေရာတစ်ခုကရှိနေပြီးရှောင်းရံကအဲ့ထဲမှာအချိန်တော်ကြသည့်အထိကျွေရိုးတလင်းကြောက်ကိုလိုက်လံရှာဖွေပေမဲ့မတွေ့ပါဘူးမတွေ့တာကလည်းတာမန်ပါပဲဘာဖြစ်လို့လဲဆိုတော့ဒီ PC ကရန်ကုန်မှာရှားပါပြီးတော့နှစ်ပေါင်း1000မှတစ်ခါသာဖြစ်တည်လာတာမို့လို့ပါရှာနေနဲ့ရှောင်းရံကအကွင်တောင်းတန်တစ်ခုကိုခတ်တသေးလေးကြားလိုက်ရပြီးတော့အတန်လိုင်းရနေရာကိုတွားခဲ့ပါတယ်ဝေရောက်တော့ဖန်စီကန်ထားရတဲ့သူပြောက်ကိုတွေ့ခဲ့ပြီးတော့သူရဲ့အငွေသက်ရကျေတုံးတိုင်းဥတော်စင်ဖြစ်မယ်လို့ရှောင်းရံကခန့်မှန်းလိုက်ပါဒီအချိန်မှာပဲဖန်စီကန်ထားရတဲ့သူကကောင်းလေးဘာကြောင့်ငါတို့နေစီတာမင်းနဲ့ညီမပေါ်လာရတာလေလို့မေးထဲပါရှောင်းရံကလည်းဒီနေရာကိုသူမဝေလာမိကြောင်းနဲ့နောက်ဆက်ပေးဖို့ဆန္ဒမရှိကြောင်းပြောပြီးတော့ချက်ချင်းနှုတ်ဆက်ပြီးတော့ထွက်သွားဖို့ပြုလုပ်ခဲ့ပါတယ်ဒီအချိန်မှာဖန်စီခံထားတဲ့သူကလည်းမသွားနဲ့ဟိုငါမှမင်းလိုချင်တဲ့ပစ္စည်းကရှိရဆိုပြီးတော့ရှောင်းရံကိုပြန်ခေါ်ခဲ့တာပေါ့မင်းကငါညွန့်နေစုကမဟုတ်ဘဲနဲ့ဒီနေရာကိုလာရဲဆိုတော့မရဏသွေးတလင်းကြောက်ပဲမဟုတ်လားလို့ထပ်မိခဲ့တာပေါ့ရှောင်းရံကလည်းဟုတ်ချင်မှဟုတ်မှာပေါ့လို့ပြန်ပြောခဲ့ပါတယ်ဖန်ခံထားရသူကလည်းကောင်းလေးဟန်ဆောင်မနေတော့ငါပြောပြဖို့မလေးပါဘူးသွေးတလင်းရှိနေအောင်ငါကသိတယ်မင်းကငါ့ကိုကဲဒီသွေးတလင်းကြောက်ကမင်းပိုင်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်နောက်ပြီးသွေးတလင်းကနှစ်ပေါင်း1000မှာတသေးလေးတုံးပဲစုနိုင်တာမင်းကြီးတစ်ခေါက်လာတာလက်ပလာနဲ့ပြန်မလို့လားနောက်တစ်နေ့ကျတော့ထပ်ဆောက်ဖို့လာလို့ထပ်ပြောခဲ့ပါသေးတယ်ရှောင်းရင်ကလည်းစဉ်းစားဉာဏ်ရှိသူပဲချက်ချင်းသဘောမတူပဲနဲ့သွေးသွင်းတစ်လုံးကငါလိုလိုအပ်နေတဲ့အရာမဟုတ်ဘူးအန်ဒီနဲ့စွန့်လာပြီးငါပြဿနာထဲမပါဝင်ချင်ဘူးမင်းကဒီမှာဖိုင်းခံရတာတေချာပေါက်သွေးမြင်တဲ့ငရဲဝင်မျိုးတွေနဲ့ပတ်သက်နေရမယ်မင်းကိုခဲလိုက်လို့ရှိရင်ဘာပြဿနာတွေကထက်ပြီးတော့ပေါ်လာအောင်မလဲမသိဘူးဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်အဖမ်းခံရတဲ့သူကလည်းငါကသွေးမြင်တဲ့ငရဲဝင်မျိုးနဲ့သူခေါင်းဆောင်ပဲမင်းကငါ့ကိုခဲလို့ရှိရင်သွေးမြင်တဲ့ငရဲဝင်မျိုးတွေကမင်းကိုတေချာပေါက်အထူးဧည့်သည်ဖြစ်ပေါ်ထားမှာပါဘယ်လိုလို့မင်းကိုဒုက္ခပေးမလဲဆိုပြီးတော့ပြန်ပြောခဲ့တာပေါ့ရှောင်းရင်ကလည်းငါတီးရလောက်တော့အခုမျိုးနယ်စုခေါင်းဆောင်ကရထော့ထန်းလို့ပဲလို့ပြန်ပြောခဲ့ပါတယ်အဖမ်းခံရတဲ့သူကလည်းရေးပြီးတော့ရှောင်းရှောက်ထန်းကောင်းလိုက်တဲ့မျိုးနယ်စုခေါင်းဆောင်ကိုညီကိုတွေကိုတက်ဖြတ်ပြီးအာဏာလူယူတဲ့သူကအခုမှပဲဆန္ဒပြေဝသွားတော့တယ်ဆိုပြီးတော့ပြောသွားတော့တယ်ဒီအချိန်မှာရှောင်းရင်ကအံ့ဩတင်သွားတာပေါ့မင်းကရန်ရှော့ထန်းနဲ့ညီကိုတွေလားလို့ပြန်မေးခဲ့တာပေါ့ဒီချိန်မှာပဲငါကသူ့ရဲ့အကိုရောင်မင်းမဲဆိုပြီးတော့အဖမ်းခံရတဲ့သူကသူ့ကိုယ်သူမိတ်ဆက်ပါတော့တယ်ရန်ရှော့ထန်းကမျိုးနယ်စုခေါင်းဆောင်နေရာရဖို့အတွက်သူ့ကိုဒီမှာချုံအောင်ထားကြောင်းမှတခါတည်းပြောပြခဲ့တာပေါ့ဒီအချိန်မှာရှော့ရင်ကလည်းအာဏာရဖို့အတွက်ဆိုရင်တခါတည်းတက်ပြလိုက်လို့ရှိရင်ရတာပဲကိုဘာလို့ဒီမှာချုံအောင်ပြီးတော့နှိမ့်ဆက်ထားရတာလေလို့မေးခဲ့ပါကျောင်းမင်းကလည်းဘာလို့လဲဆိုတော့သူငါ့ကိုမုန်းလို့ပဲဆိုပြီးတော့သူ့ဖေကသူတို့ညီကို2ယောက်ကိုကျွေးကိုမရဏတုတ်တံဘောကမွေးနှကောင်လိုမျိုးအတူပူပေါင်းပြီးတော့မျိုးနယ်စုကိုဥဆောင်စေခြင်း
ဒါပေမဲ့သူ့ညီကသူ့ကိုအစိတ်ကပ်ပြီးသူ့ရဲ့ရည်ချင်းကိုနည်းအောင်ပြုလုပ်တာဒီနေရာမှာငါ့ကိုချုံနှောင်ထားကြောင်းပြီးတော့ငါကမရဏမြေရဲ့အောက်ဆုံးမှာတည်သွားဖြစ်ကြောင်းသတင်းမှဆွေးနွေးကြောင်းတေချာလေးရှင်းပြပါတော့တယ်ဒီအချိန်မှာညီကိုချင်းတူပေမဲ့သူ့ကိုနှစ်ယောက်ကသူတို့အသက်ကိုတော့ဝေးမဆိုင်ပဲနဲ့နေနိုင်တယ်ဒါပေမဲ့ရောက်ချောက်ဆန်ကြတော့သူ့ကြသူအတွက်သူ့ကိုယ်တော့ကြံစည်တယ်တကယ်ဝမ်းနည်းစရာပဲလို့တွေးမိတော့ပါတော့ဒီအချိန်မှာအပေါ်ကတန်နေကြတာကြောင့်ရောင်မင်းကအချောင်းရင်တည်ရှိမှုကိုတီးသွားပြီးဖြစ်ကြောင်းနဲ့ယခုချိန်သာထွက်သွားမယ်ဆိုရင်ရောက်ချောက်ချန်ကအလွယ်တကူလွတ်မှာမဟုတ်နောက်ပြီးသူနဲ့သူ့ရဲ့လက်ယုံတော့ပထမအကြီးကနှစ်ယောက်လုံးကကျေတဝင်းတိုင်းသူတော်စင်တွေဆိုပြီးထွက်ခွာတော့မဲ့ရှောင်းရံကိုတတိပေးလိုက်ပါထပ်ပြီးတော့မင်းသားငါ့ကိုကင်အခုငါရဲ့ကျေနှစ်ပွင့်တိုင်းသူတော်စင်အရေးချင်းနဲ့မင်းနဲ့ငါနဲ့ပူပေါင်းရလို့ရှိရင်သူတို့နှစ်ယောက်ကိုတေချာပေါ်ကြောက်ကြမလို့ဘူးလို့ပြန်ပြောခဲ့ပါသေးတယ်ရှောင်းရံကလည်းအခုရောက်ချောက်ချန်ကဒါမြို့နယ်စုခေါင်းဆောင်တေချာပေါ်အကြီးကဲတွေအများကြီးကိုသူကဆေလို့နိုင်တဲ့အခါကြလို့ရှိရင်မထပ်ပေါ်လာရင်တော့မှတေချာပေါ်အကျိုးဆက်ကကောင်းအောင်မဟုတ်ဘူးလို့ပြန်ပြောခဲ့တာဒီအချိန်မှာရောင်မင်းကငါမှာကြိုရိုးမြင်တဲ့ငရဲမွေမျိုးနယ်စုခေါင်းဆောင်ရဲ့ယုံကြည်ရတကိတာကြိုရိုးမရန်တုတ်တန်ရှိတခြားအကြီးကဲတွေကငါ့ကိုထိခိုက်စေမှာမဟုတ်ငါဒါရောက်ထောက်ချမ်းကိုအနိုင်ယူပြီးလို့မြို့နယ်စုခေါင်းဆောင်ပြန်ဖြစ်တဲ့အချိန်ကြလို့ရှိရင်ရှောင်းရင်တောက်ဆိုသမျှကိုအစွမ်းကိုဖြစ်စီပေးမယ်ဆိုပြီးတော့ပြန်ပြောခဲ့ပါနောက်ပြီးငါကသူများကိုကူညီပေးတတ်တဲ့လူကောင်းတစ်ယောက်မဟုတ်ပေမဲ့ပေးထားတဲ့ကတိကိုအမြဲတည်တယ်ဆိုပြီးတော့ရှောင်းယုံကြည်မှုရစေဖို့အတွက်ထပ်ပြီးတော့ပြောကြခဲ့ပါဒီနေရာမှာကျွေးဦးမြင်တဲ့ငရဲမွေမျိုးနယ်စုရဲ့မြို့နယ်စုခေါင်းဆောင်နေရာတမတ်ပုံကတခြားတာမန်လူတွေနဲ့မတူပါဘူးကျွေးဦးမရဏဒုတ်တန်ရှိမှသာမြို့နယ်စုခေါင်းဆောင်အစ်စ်ပါမရဏဒုတ်တန်ရှိနေတဲ့သူကိုအခြားမြို့နယ်စုဝင်တွေကဘယ်သူမှတိုက်ခိုက်ရတာမျိုးမလုပ်ရပါဘူးနောက်တဲ့သူကလည်းတည်တံပါပဲဒါကြောင့်ရောင်မင်းကသူတို့ညီကိုနှစ်ယောက်သာတိုက်ပွဲဖြစ်လာလို့ရှိရင်ဒါကသူတို့ညီကိုနှစ်ယောက်ကြားကတိုက်ပွဲသာဖြစ်ပြီးတော့ဘယ်သူမှဝင်ပြီးကူညီမှာမဟုတ်ကြောင်းပြောခဲ့ပါရှောင်းရင်ကလည်းခုလက်ရှိအခြေအနေနဲ့သာဆိုရင်ထွက်ပြီးလွတ်သွားရင်တော့မှအချမ်းလင်အတွက်အကျဉ်းညံဖို့ခက်ခဲသွားမှာဖြစ်ကြောင်းနဲ့အလောင်းစားတစ်ခုကိုပြုလုပ်ဖို့အတွက်အဆုံးဖြတ်ချက်တစ်ခုချလိုက်ပါဒီလိုနဲ့ရှောင်းရင်ကမင်းသားမင်းဝိညာဉ်ကိုထုတ်လွှတ်လိုက်ငါကမင်းရဲ့ဝိညာဉ်ပေါ်မှာဝိညာဉ်စဲတစ်ခုကိုခံတကယ်လို့မင်းသားတစ်ခုလုပ်ခဲ့လို့ရှိရင်ငါကဒီဒီစိတ်ကိုဖောက်ခွဲပြဒါကိုမင်းကသဘောတူတယ်ဆိုရင်မင်းကငါကလွတ်အောင်ကူညီပေးမယ်ဆိုပြီးတော့အပေးရတစ်ခုကိုပြုလုပ်ခဲ့ပါရောင်မင်းကလည်းမင်းကအသက်ကိုလှုပ်ချင်နေတာလားဆိုပြီးတော့ပြန်ပြောခဲ့ပါရှောင်းရင်ကလည်းအဲ့လိုမဟုတ်ကြောင်းနဲ့လောဘောကင်ဘက်အပေါ်မှာတောင်းရွာမှာဖြစ်ကြောင်းနဲ့ဒီလိုလုံးမှာမင်းကိုယုံကြည်ပေးနေတာဖြစ်ကြောင်းသူ့ဘက်ကအချီနီကိုပြန်ပြောခဲ့တာတကယ်လို့မင်းသားသဘောမတူရင်ဒီခီးလမ်းမှာဘာအကျိုးမြတ်မရရင်တော့မှငါဒီတိုင်းလက်ထွက်သွားမယ်ဆိုပြီးတော့ရောင်မင်းကိုထပ်ပြောခဲ့ပါသေးတယ်ရှောင်းရင်ကလည်းအတင်းကျပ်ဖိရမပေးပါရောင်မင်းသားသဘောမတူရင်သူကဒီတိုင်းလက်ပလာနဲ့ပြန်လှည့်သွားမှာပဲဖြစ်ပါရောင်မင်းကလည်းတေချာလေးစဉ်းစားလိုက်ပြီးတော့မင်းဘတို့လောက်ကြတော့ဘောဆိုပြီးတော့သဘောတူလိုက်ပါသူကဒီမှာပိတ်မိနေတာနှစ်ပေါင်ရာနဲ့ချီပြီးဖြစ်ကြောင်းနဲ့နေအောင်ကြီးမမြင်ရတာကြာပြီးဖြစ်ကြောင်းသူ့ကိုဒီမှာထောင်ချောက်စင်ထားတဲ့သူတွေကိုအစိတ်စိတ်အပိုင်းပိုင်းမခုတ်နိုင်ကြောင်းဒေါသကြီးပြောကသူ့ဝိညာဉ်ကိုအပြင်ကိုထုတ်လိုက်ပါတော့တယ်ရှောင်းရင်ကလည်းသဘောတူညီချက်ရပြီဖြစ်တဲ့အတွက်ရောင်မင်းရဲ့ဝိညာဉ်ကိုတစိမ့်ခတ်နေလိုက်ပါတယ်တစိမ့်ခတ်နေချိန်မှာအရန်ကိုမာနာကျင်တာကြောင့်ရောင်မင်းကလည်းခဏတာညီးသွားလိုက်ပါတော့တယ်ပြီးတာနဲ့ရောင်မင်းကငငယ်ရွယ်နဲ့စိတ်ဝိညာဉ်စွာအရန်ကိုမာအားကောင်းနေပြီသူလူကြီးမမခဲ့ကြောင်းပြောကရှောင်းရံကိုမနသွေးတလင်းကိုတခါတည်းထုတ်ပေးလိုက်ပါတော့တယ်ရှောင်းရံကလည်းတိတက်သူပြီးမနသွေးတလင်းကိုရပြီးတာနဲ့ရောင်မင်းကိုဘယ်လိုကြရမလဲဆိုတာမေးပါတော့ရောင်မင်းကလည်းငါ့ကိုချီအောင်လာတဲ့ဂျိုးတွေကိုရန်တရားတစ်ခုနဲ့ဆက်သွယ်ထားတယ်အဲ့ရန်တရားတွေကိုဖျက်ဆီးနိုင်ရင်ဒါမှမဟုတ်စတင်နိုင်ရင်တန်ကြိုးတွေကအလွယ်တကူဖျက်ဆီးသွားလိမ့်မယ်လို့ပြောခဲ့ပါရှောင်းရင်ကလည်းတံမီတန်ကြီးကိုထုတ်ပြီးတော့အတန်ကြိုးအစွန်းတွေမှာရှိတဲ့နေရာကိုခုတ်ပစ်တာဒါပေမဲ့အဲ့နေရာကအကွေရတသေးလေးသာပေါ်လာပြီးခဏလေးအတွင်းမှာပဲပကကြီးတိုင်းပြန်လည်ကောင်းမွန်သွားပါတော့ဒါကိုတွေ့တဲ့ရောင်မင်းကလည်းဒီနေရာကရင်းစွမ်းရည်ရဲ့နှစ်ပေါင်းများစွာတန့်စင်ထားမှုကိုခံနိုင်ရတာကြောင့်ပြည့်စည်ဖို့မလွယ်ဘူးကြောင်းနဲ့စေဝိညာဉ်စွာကိုအသုံးပြုကြည့်ဖို့ရှောင်းရံကိုအကြံပေးလိုက်ပါရှောင်းရံကလည်းစေဝိညာဉ်စွာနဲ့အသေးချာလေးစစ်ဆေးပြီးရင်နောက်ဆုံးမှာတေချာလောက်ဝက်နေရာတစ်ခုကိုဝိညာဉ်စွာထည့်သွင်းလိုက်ကအထဲမှာတန်ကြိုးကိုထိန်းချုပ်ထားတဲ့ရန်တရားကိုစတင်လေပတ်လိုက်စေပြီးတော့အစီရင်ကိုဖျက်ဆီးပစ်လိုက်ပါဒီအချိန်ခဏမှာပဲရှောင်းရံရဲ့ကူညီပေးမှုကြောင့်ရောင်မင်းကလွတ်မြောက်သွားတာပေါ့ဒါကိုစီးစိမ်နဲ့ခံစားနေပြုံးမွေ့နေတဲ့ရထောက်ထန်ကရောင်မင်းကိုချုံးလောင်လာတဲ့အစီရင်ကပြတ်သွားပြီးဆိုတာကိုတစ်ခါတည်းမှာပဲခံစားလိုက်ရပါတယ်ဒီအချိန်မှာသူ့ရဲ့လက်ရုံတော်အကြီးကဲကဘာဖြစ်တာလဲဆိုပြီးမေးလိုက်ပါတယ်ရှောင်းချောက်ချန်ကလည်းချစ်ပိတ်ရတာပျက်စီးသွားပြီလို့ပြန်ပြောကအကြီးကဲကဘာမှမဖြစ်နဲ့သူ့ကိုဖမ်းပြီးမှဂျိုယိုမရဏတုတ်တန်ကိုစစ်မေးလိုက်မယ်ဆိုပြီးတော့ပြန်ပြောတာပေါ့ရှောင်းချောက်ချန်ကလည်းစိတ်ချသူလွတ်မြောက်တဲ့နေ့ဆိုတာကလုံးဝမရှိစေရဘူးဆိုပြီးတော့တန်ကျုံဝါလိုက်ပါတော့တယ်အဆုံးလေးကြည့်ပေးရသူတောက်ချင်းကိုကျေးဇူးအထူးတင်ပါတယ် episode 189မှာပြန်တွေ့ကြတာပေါ့